မင်္ဂလာပါဇန်နကွင် e-bike and တို့ rental service မှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာယနေ့ e-bike 6စီးငှားရန်အသုံးပြုသောပန်းချယ်ရီမော်ဒယ်မှဧည့်သည်တော်များနဲ့ TikTok အနေတွေ့ပြီးတော့ e-bike 8စီးငှားရန်အသုံးပြုသွားသောလူရိုပြည့်ကျောင်းမှာဧည့်သည်တော်များနဲ့ online အနေတွေ့ပြီးတော့ e-bike 5စီးရုံးကြီးစွာငှားရန်အသုံးပြုသော warehouse မှာဧည့်သည်တော်များသွားလန်းတာလို့လမ်းလန်းဖြောက်ပြီးငွေဝင်ကျမ်းပါစေလို့ဇန်နကွင်မှာဆွတောင်းမြတ်တာများပို့တာလိုက်ပါတယ်ခင်ဗျာပကံရောက်လို့ e-bike နဲ့တုတ်လိုအပ်ပါက392 203 နဲ့394 400 2500 5ခုတို့ကိုဆက်သွယ်ဆန်းဆန်းငှားရန်လို့ရပါတယ်ခင်ဗျာ e-bike များကိုလူကြီးမင်းတို့တက်ကိုပြီးဘုံကြီးကျောင်းဟိုတယ်မော်တယ်နဲ့သက်ဆောင်များထိလာပို့လာသိမ်းပေးပါလေခင်ဗျာဆိုင်ကိုကိုရန်ကိုကြလာရောက်ငှားရန်လူတွေများအတွက် FID ညာစည်းလမ်းနဲ့မှာကျွန်တော်တို့ဇန်နကွင် e-bike ဆန်လေးကိုဖွင့်လှစ်ထားပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဖြစ်လဲကားဂိတ်ဘူရာလေးစိတ်တို့ကြိုးပို့ပေးပါသည်တတ်မှတ်ထားသောနှုံထားတိုင်းဖြင့်တတ်မှတ်ထားသောနှုံထားတိုင်းဖြင့်ငါရန်သူစိတ်တိုင်းကြစင်ပြေအောင်ညီနိုင်ငါရ